United နဲ့10ဘက်လောက်ဝေးကွာတော့မဲ့ Patrick တို့ကိုပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ United Diary ပဲကိုထွန်း YouTube Facebook နဲ့ TikTok ကိုကြည့်နေပြည်သူအားလုံးမစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းပြည့်စုံကြပါစေခင်ဗျာကဲကျွန်တော်ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကကျွန်တော် Manchester United အသင်းကတော့ Arsenal အသင်းကိုအနိုင်ရရှိ2-3 နဲ့အနိုင်ရရှိခဲ့တဲ့ Premier League ပွဲစဉ်မှာဆိုရင်ဒါကျွန်တော်တို့ United အသင်းရဲ့တောင်ပံကစားသမား Patrick Doku ကတော့ကျွန်တော်တကောက်ကျော်တန်ရာရရှိသွားတယ်လို့သိရှိရပါတယ်ရတရဘတ်10ဘတ်လောက်အနားယူရမယ်ဆိုပြီးတော့လဲဒါသတင်းတွေကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်ခင်ဗျတော့ United ကနေပြီးတော့တရားဝင်ထုတ်ပြန်ထားခဲ့တာဖြစ်ပါတယ်သူ့ရဲ့တန်ရာကတကယ်ကိုပြင်းထန်ခဲ့တဲ့အတွက်ပွဲစဉ်10ပွဲလောက်ကိုတော့ကျွန်တော်လွဲချော်သွားရမယ့်အနေအထားမျိုးရှိနေတာဖြစ်ပါတယ် Patrick Doku ကတော့အသက်22နှစ်အရွယ်ဖြစ်ပြီးတော့ဒီနှစ်နွေရာသီမှာ United အသင်းကိုပြောင်းရွှေ့လာတာဖြစ်ပါတယ်နီးပြRuben Amorim ရဲ့ကျွန်တော်3-4နှစ်ကစားကွက်အောက်မှာဆိုရင်ကျွန်တော်တို့ဝင်းဘက်အနေနဲ့ကစားခဲ့ရပြီးတော့ကျွန်တော်တို့ဂျာမာယာယီနီးပြပေါ့နော်Fletcher ပေါ့နော် Darren Fletcher ရဲ့လက်အောက်မှာနှစ်ပွဲကစားခဲ့ခါပါလေသူ့အနေနဲ့ကျွန်တော်တို့တိုက်စစ်မှာကျွန်တော်ဝင်းကအနေနဲ့ကစားခဲ့ရတယ်ဒါအပြင်ကိုမှပဲလက်ရှိအခြေအနေပေါ့လက်ရှိယာယီနီးပြ Michael Carrick လက်ထက်မှာဆိုလဲသူ့အနေနဲ့ဝင်းဘက်ကစားပြီးတော့ပြီးခဲ့တဲ့ Manchester United အသင်းနဲ့ကျွန်တော် Man City အသင်းတို့ရဲ့ပွဲစဉ်ဖြစ်တဲ့ Manchester Derby မှာတကိုးသွင်းခဲ့တယ်လို့ပဲArsenal အသင်းနဲ့ Manchester United အသင်းတို့ရဲ့ပွဲစဉ်မှာဆိုလဲတကိုးသွင်းခဲ့ပြီးနှစ်ပွဲဆက်ကျွန်တော်ကိုးသွင်းနိုင်ခဲ့တဲ့ကစားသမားတဦးလည်းဖြစ်ပါတယ်အဲ့တော့ဒီကစားသမားကကျွန်တော်Nigerian နွယ်ဘွားကျွန်တော်ဒိန်းမက်ကစားသမားဖြစ်ပြီးတော့ကျွန်တော်ဒီဒိန်းမက်လက်ရွေးစစ်အသင်းမှာလည်းပါဝင်ထားတာဖြစ်ပါတယ်လက်ရှိမှာဆိုရင်ဒိုဂူအနေနဲ့ကကျွန်တော်တို့ United အတွက်ကိုပေါ့နော်ကျွန်တော်ပွဲစဉ်ကျွန်တော်တော်များများကစားခဲ့ပြီးတယ်လို့ကျွန်တော်တို့ United အသင်းအတွက်လည်း3ဂိုးသွင်းယူထားခဲ့နိုင်တာလည်းဖြစ်ပါတယ်ဆိုတော့ဒိုဂူရတရဘတ်နားတော့တဲ့အခြေအနေမျိုးမှာဆိုရင်တော့ကျွန်တော်တို့တိတ်ပြီးတော့စိုးရိမ်စရာမရှိဘူးဆိုပေမဲ့သူ့နေရာမှာကစားဖို့အတွက်ဆိုရင်ကျွန်တော်တို့Matthias Cunha ရှိမယ်Mason Mount ရှိမယ် Brian Mbeumo ရှိမယ်ပေါ့နော်ဒီကစားသမားတွေရှိမယ်ပြီးတော့ Amad Diallo ရှိနေသေးတယ်ဆိုတော့တိတ်ပြီးတော့ United အတွက်ပြဿနာမရှိဘူးဆိုပေမဲ့ခြေစွမ်းပြကာစလူငယ်ကစားသမားလေးတယောက်ကိုတော့လက်ရှိမှာ United အသင်းနဲ့ခေတ္တခဏဆုံးရှုံးရအောင်ပါလေဖြစ်ပါတယ်အဲ့တော့ဒိုကိုအမြန်ဆုံးပြန်ကောင်းလာပြီး United နဲ့ဘယ်တော့ပူးပေါင်းနိုင်မှာလဲဆိုတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ပြည်သက်တွေကလည်းဒိုကိုအမြန်ဆုံးကျွန်တော်ပြန်ကောင်းပြီး United အသင်းနဲ့ပူးပေါင်းနိုင်ပါစေလို့ဆုတောင်းပေးကြအောင်ကျေးဇူးထူးပဲတင်ရှိပါခင်ဗျ